ဒီဖြူဟာလုံးဝစိတ်လက်မဲ့သွားပြီသူဟာခွေးရိုက်20ဤနယ်မြေတဲကိုသူတို့၏တားဘော်များကိုခိုးယူရန်ကြောက်ရွံ့မှုတစ်ဆက်မှမရှိဘဲတက်ပြေးပန်သွားပါတယ်ဒါပေမဲ့စက္ကန့်ပိုင်းအနည်းငယ်အကြာမှာပဲသူဟာလက်ငင်းဖမ်းမိပြီးအမှုကိစ္စအကြီးအကျယ်ပေါ်ပေါက်သွားပါတယ်အခုတော့ဒါဟာဒုက္ခရောက်ရမယ်ကိစ္စပါခွေးရိုင်းတွေအသက်ပေါ့ဆိုလိုတာကခွေးရိုင်းတွေဟာ၎င်းတို့၏ရက်ဆက်ကြမ်းကြုတ်ပြီးထိရောက်သည့်တက်ဖြတ်မှုစွမ်းရည်ကြောင့်နမဲ့ဆိုးပါတယ်ရဲဆက်ဆက်ဖြင့်တားတောင်ကိုအပိုင်းပိုင်းဆုတ်ဖြဲပြနိုင်စွမ်းရှိသည်ဒါပေမဲ့ဒီကောင်ကတာမန်ပြိုင်ဘက်မဟုတ်ပါဘူးလူခန္ဓာကိုယ်၏80ရာခိုင်နှုန်းသည်ရေဖြစ်လျင်ဒီကောင်၏ခန္ဓာကိုယ်၏80ရာခိုင်နှုန်းသည်အမျက်ဒေါသတတ်ချစ်တယ်ကြောက်ရွံ့ခြင်းဆိုလားသူ၏အဘိဓမ္မာတွင်လုံးဝမရှိပါခွေးရိုင်း20ကိုရင်ဆိုင်ရတော့လဲသူဟာမပြေးပဲတိုက်ခတ်ရန်ရွေးချယ်ခဲ့တယ်အကြိမ်ကြိမ်ကြိုက်ခံရတော့လဲဒီကောင်မှပြင်းထန်သောဒဏ်ရာများမရရှိခဲ့ပါသူ၏ထူးခြားသောခန္ဓာကိုယ်တိဆောက်ပုံအရေးပြားထူရဲပြီးလော့ရဲခြင်းကြောင့်အသက်အန္တရာယ်ရှိသောကြိုက်ချက်များမှလိန်ချော်လက်ချော်ရွံ့ထွက်နိုင်ခဲ့ပါတယ်ထို့ထက်ပိုကအခွင့်အရေးရတိုင်းချက်ချင်းပြန်လည်တိုက်ခိုက်ခဲ့တယ်မိနစ်30နီးပါးကြာရမနာတိုက်ခိုက်ပြီးနောက်ခွေးရိုင်းများသည်ကြေကွဲဝဲသဘောပေါက်သွားကြတယ်ဒီယူသွက်ကောင်ဟာတကယ်ပဲမတည်နိုင်ဖြစ်နေတယ်သူတို့၏တွားများတွန်းသွားပြီးအာရင်ကုန်ခန်းကစိတ်သက်လုံးဝပြိုလဲသွားကြတယ်အဆက်တကွဲအကျိုးနဲ့ဖြင့်သူတို့ဆုတ်ခွာသွားကြတယ်ဒီမသေးကောင်ကတော့ဘာမှမဖြစ်သလိုအေးစစ်စစ်ပြားရီခိုးယူစားတောက်နေတယ်